ဒါဟာငါးမန်းတစ်ကောင်အတွက်တော့ဘဝမှာအမျှော်လင့်ဆုံးနဲ့အဆိုးရွားဆုံးအချိန်မှာပဲသူဟာပင်လယ်ထဲကိုပြန်ရောက်ဖို့ခန္ဓာကိုယ်ကိုအသေးတန်လူလွတ်နေပေမဲ့လည်းသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုတော့မရွေ့လျားနိုင်ခဲ့ပါဘူးအသက်ရှူရခက်ခဲမှုတန်ကြောင့်အလွန်အမင်းစိတ်ပြအားငယ်သွားခဲ့ပြီးတေခြင်းတရားကိုပဲတိတ်ဆိတ်စွာစောင့်ဆိုင်းနေရတော့သည်ကံကောင်းစွာနဲ့ပဲအနီးနားကခီးသွားတွေကကမ်းခြေမှာတင်နေတဲ့ဒီငါးမန်းကိုတွေ့သွားခဲ့ကြတယ်အကူအညီပေးသူတွေရောက်လာပြီးငါးမန်းရဲ့ကိုယ်ပေါ်ကိုရေတွေချက်ချင်းလောင်းပေးခဲ့ကြပေမဲ့လည်းကြာမြင့်စွာတင်နေခဲ့တဲ့ငါးမန်းကတော့ဘာမှတုံ့ပြန်မှုမရှိခဲ့ပါဘူးကြာရှည်စွာအောက်ဆီဂျင်မရရှိခြင်းနဲ့အပူချိန်မြင့်မားမှုတွေကြောင့်သူဟာအသက်ငယ်နေပါပြီဒါကိုမြင်ရတဲ့လူတွေအားလုံးစိတ်မကောင်းဖြစ်ခဲ့ကြပေမဲ့ကယ်ဆယ်ရေးသမားတွေကတော့အရှုံးမပေးခဲ့ပါဘူးငါးမန်းသတိပြန်ရလာစေဖို့အတွက်ရေတွေကိုစက်တိုက်လောင်းပေးနေခဲ့ပေမဲ့ငါးမန်းကတော့ဘာမှတုံ့ပြန်မှုမရှိသေးပါဘူးကမ်းခြေမှာကြာရှည်စွာတင်နေခဲ့တာကြောင့်သူဟာသတိလစ်မေ့မျောသွားခဲ့ပါတယ်ကယ်ဆယ်ရေးသမားတွေကတော့ဒီငါးမန်းငယ်လေးကိုလက်မလွတ်ချင်ခဲ့ကြပါဘူးရေလောင်းတဲ့အလုပ်ကိုထပ်ခါတလဲလဲလုပ်ရတာကြောင့်ပင်မနှွမ်းနေပေမဲ့လည်းခန္ဓာကိုယ်ရဲ့ပင်မမှုကိုအန်တူရေးငါးမန်းရဲ့ကိုယ်ပေါ်ကိုရေတွေအကြိမ်ကြိမ်လောင်းပေးခဲ့ကြပါတယ်နောက်ဆုံးမှာတော့သူတို့ရဲ့ဇွဲလုံးလားကြောင့်သတိလစ်နေတဲ့ငါးမန်းလေးဟာသတိပြန်လဲလာခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့လူတွေဟာမျောလင်းချက်ပြန်လဲရရှိသွားပြီးငါးမန်းလေးအတွက်အားပေးဖို့လက်ခုပ်တီးခဲ့ကြပါတယ်ငါးမန်းသတိရလာတာကိုမြင်တော့ကယ်ဆယ်ရေးသမားတွေကပင်လယ်ထဲကိုချက်ချင်းပြန်ပို့ပေးခြင်းခဲ့ကြပါတယ်ဒါပေမဲ့သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့်အခက်တွေ့ခဲ့ရပြီးနောက်ဆုံးမှာတော့ကျိုးနဲ့ချီပြီးပင်လယ်ထဲကိုဆွဲခေါ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အန်ကယ်တယောက်ကငါးမန်းရဲ့အမီမှာကျိုးတစ်ချောင်းစီးနှောင်လိုက်ပြီးနောက်တစ်ဖက်ကိုတော့အမြန်ရင်မှာချီနှောင်လိုက်ပါတယ်အစင်သစ်ဖြစ်သွားတဲ့အခါမှာတော့အန်ကယ်ကအမြန်ရင်ကိုမောင်းနှင်ပြီးငါးမန်းကိုဂယုတစိုက်နဲ့ပင်လယ်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်ငါးမန်းလေးကနာကျင်နေပုံပေါက်ပေမဲ့ကံကောင်းထောက်မစွာနဲ့ပင်လယ်ထဲကိုဘေးကင်းစွာပြန်ပို့ပေးနိုင်ခဲ့ပါတယ်အန်ကယ်ကအမီမှာချီထားတဲ့ကျိုးကိုဖြုတ်ပေးလိုက်ပေမဲ့ပင်လယ်ထဲရောက်သွားတဲ့ငါးမန်းကတော့ဘာမှတုံ့ပြန်မှုမရှိသေးပါဘူးကြုံတွေ့ခဲ့ရတဲ့အနေကနေအနေငယ်ပြန်လဲတက်တာလာဖို့မရသေးပါဘူးအန်ကယ်ကသူ့ကိုပင်လယ်နဲ့ထဲကိုတွန်းပို့ဖို့ကြိုးစားပေမဲ့သူကတော့လုံးဝမလှုပ်ရှားခဲ့ပါဘူးအခက်တွေ့နေတဲ့အန်ကယ်ဟာသူ့ရဲ့လုံခြုံရေးအတွက်ငါးမန်းကိုအမြန်ရင်ဘေးမှာချီနှောင်ပြီးပင်လယ်ထဲကိုဖြည်းဖြည်းချင်းဆွဲခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနည်းလမ်းနဲ့ပဲသူပြန်လဲတက်တာလာဖို့မျှော်လင့်ရင်နောက်ဆုံးမှာတော့ငါးမန်းလေးအကောင့်တိုင်းပြန်လဲတတိယလာပြီးလွတ်လပ်တဲ့ပင်လယ်ပြင်မှာပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ဆုတောင်းခဲ့ပါတယ်